ဒီဝက်ကိုအကောင့်ထဲပေါ်နိုင်ဖို့ Canewport က rule ၄ခုထုတ်ပြန်ထားပါတယ်။ rule နံပါတ်1 Work deeply ဒီဝက်ကသူ့လိုဖြစ်မလာပါဘူး။အလေးချင်းတစ်ခုဖန်တီးရပါမယ်။ဘယ်နေရာမှာလုံးမှာလဲ။ဘယ်လောက်ကြာလုံးမှာလဲ။အလုပ်လုပ်နေတော့အင်တာနက်သုံးမလားမသုံးဘူးလား။စတာတွေကိုကြိုတင်စည်းကမ်းသတ်မှတ်ထားဖို့လိုအပ်ပါတယ်။ rule နံပါတ်2 Embrace boredom တန်းစီစောင့်နေတဲ့အခါကားစီးတဲ့အခါမျိုးတွေဆိုရင်ဖုန်းမထုတ်ပါနဲ့။ဖုန်းမကြည့်ပဲမနေနိုင်တာဟာအာယုံစိုက်နိုင်စွမ်းကြွက်သားတွေအားနည်းနေတာပါ။သင်အုံနောက်ကိုဘာမှမလုပ်ပဲငြိမ်ငြိမ်လေးနေခွင့်ပေးပါ။ဒါမှအလုပ်လုပ်တဲ့အခါအာယုံစိုက်နိုင်စွမ်းကြွက်သားတွေတန်မာလာမှာပါ။ကျွန်တော်တို့အတွက်ဒီချက်ကတော့ခက်ခဲမယ်ထင်ပါတယ်။ဘာလို့လဲဆိုရင်တငယ်ချင်းတွေနဲ့စကားပြောနေရင်တောင်ဖုန်းတွေသုံးနေကြတာဆိုတော့လေဘလို့ပဲဖြစ်ဖြစ်စမ်းကြည့်စေချင်ပါတယ်။ rule နံပါတ်3 Quit social media social media ကိုလိုအပ်မယ်ဆိုရင်သာသုံးပါ။ကိုယ့်အတွက်အရေးကြီးတဲ့အရာမဟုတ်ရင်ရှော့သုံးပြီးဒီဝက်အတွက်အချိန်ပိုပေးစေချင်ပါတယ်။ rule နံပါတ်4 Rain the shallow ဒီနေ့တောင်မှတင်လုံနေတဲ့အလုပ်တွေတဲကဘယ်အလုပ်က shallow ဝက်လဲဆိုတာခွဲခြားပါအရေးမကြီးတဲ့အရာတွေကိုအချိန်ကန့်သတ်ပါဥပမာဒီနေ့ကို shallow ဝက်အတွက်2နာရီပဲပေးမယ်လို့ကန့်သတ်လိုက်ခြင်းဖြင့်ဒီဝက်အတွက်အချိန်ပိုထွက်လာပါလိမ့်မယ်ဒီ rule ၄ခုကိုနေ့စဉ်နည်းနည်းစီအသုံးချနိုင်ရင်တင့်ရဲ့ဒီနေ့တာတကယ်ပြောင်းလဲလာမှာပါ